ရှင်ကျမချန်ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်တီမနိုင်ငံရေးတွေကထွက်လိမ့်မယ်လို့ NUG ပြော2021ခုနှစ်ကမဲစင်းလိမ်လည်မှုဆွဆွဲချက်အကြောင်းပြချက်နဲ့အာဏာသိမ်းကြတဲ့မြန်မာစစ်တပ်ကောင်ဆောင်မင်းအောင်လှိုင်က2025ဒီဇင်ဘာလမှာတွေ့ရွေးကောက်ပွဲကြီးပြုလုပ်သွားမယ်လို့ကြေညာထားပါတယ်။နိုင်ငံတော်မှာပြည်တွင်းစစ်ကုကန်ဒေါ်လာရင်းနဲ့ထိန်းချုပ်နေမြင့်အများပြားကိုဆွလွန်နေရတဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်နေဖြင့်ရွေးကောက်ပွဲကျင်းပအောင်မြင်မဖြစ်နိုင်ကြောင်းနိုင်ငံရေးသုံးသပ်သူတွေကပြောဆိုထားကြပါတယ်။အာဏာသိမ်းစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲမှာတူရောင်ရွေးကောက်ပွဲသာဖြစ်ပြီးမင်းအောင်လှိုင်ကနိုင်ငံရေးတွေကတေမပဲထွက်လိမ့်မယ်လို့အမျိုးသားညီညွတ်ရေးဆိုရ NUG ပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကပြောပါတယ်။တချို့ကမင်းအောင်လှိုင်လုံးမဲ့တရားမဝင်ရွေးကောက်ပွဲကိုသူ့ရဲ့ထွက်ပေါက်လို့ထင်ကြတယ်ကျွန်တော်ကတော့မထင်ဘူးမလို့လဲဆိုတော့မင်းအောင်လှိုင်ကသမရယူအာဏာယူနေတာတူရောင်ရွေးကောက်ပွဲလုပ်ပြီးနောက်မှလည်းသမရကိုသူပဲပြန်လုံနိုင်တာပဲ။အဲ့တော့စစ်ကောင်းဆောင်ကတော့တေမပဲနိုင်ငံရေးတွေကထွက်မှာဘာလို့လဲဆိုတော့သူကျူးလွန်ခဲ့တဲ့မတရားမှုတွေကိုဆရာဆွဲမှုတွေအဲ့ဒါတွေကိုသူ့ပါလက်လွတ်လိုက်ရင်ဒါတွေကိုသူဘလို့ရင်ဆိုင်ရမလဲသူမှအဲ့ဒီကြောက်တရားကကြီးစိုးနေမှာလို့ပြောပါတယ်။စစ်ကောင်းဆောင်မျိုးလိုက်ကရွေးကောက်ပွဲလုပ်ပြီးနိုင်ငံရေးထွက်ပေါက်ရှာခြင်းအခြေအနေမျိုးတက်အာဏာကိုတနည်းနည်းနဲ့ဆက်လက်ဆွဲကင်ထားမဲ့သဘောကိုမြင်မိမှကြောင်းဦးနေဖုန်းလက်ကပြောပါတယ်။ရခိုင်ဒီမိုကရေစီဖွဲ့ချုပ် AND ကတော့စစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲမှာလုံးဝမဖြစ်နိုင်ကြောင်းတိတိကျကျပြောနိုင်တယ်လို့ဦးထွေထွေတွင်ရင်မှုဦးမြတ်ကျော်ကပြောပါတယ်။စစ်ကောင်စီရဲ့တက်ရှူပါကရွေးကောက်ပွဲနဲ့ထွက်နိုင်အရန်လာတယ်။ဒါပေမဲ့သူလုံးမဲ့ရွေးကောက်ပွဲကိုကျွန်တော်ကတော့မဆန့်ကျင်ဘူး။သူမှကရွေးကောက်ပွဲလုပ်ဖို့ပေါင်းဝမရှိဘူး။သူအာဏာသိမ်းလိုက်ကလေးကဖွဲ့စည်းပုံကပြတ်သွားပြီ။အခုသူကျင်းပမဲ့ရွေးကောက်ပွဲကမြို့ဘဏ္ဍမြို့နယ်ကျင်းပမှာလေမြန်မာနိုင်ငံမှာမြို့နယ်ပေါင်း330ရှိတယ်။အရင်ရွေးကောက်ပွဲကမြို့နယ်300ကျော်မှကျင်းပါတယ်။မဲပေးနိုင်တဲ့ရာခိုင်နှုန်းလည်းတက်ခဲ့တယ်။ဒါတွေတက်ချက်မှာအဲ့တော့စစ်ကောင်းဆောင်လုံးမဲ့ရွေးကောက်ပွဲလုံးဝမအောင်မြင်နိုင်ဘူးဆိုတာအတိအကျပဲလို့ပြောပါတယ်။အာဏာသိမ်းစစ်ကောင်စီရွေးကောက်ပွဲကိုတော်လှန်ရေးအဆွေနဲ့ဒီမိုကရေစီအဆွေကတပိတ်မောက်ထားကြပြီးအိန္ဒိယနိုင်ငံချို့နဲ့အာဆီယံနိုင်ငံချို့ကလည်းလက်ခံမှုမရှိကြပါဘူး။တို့တော့စစ်ကောင်းဆောင်များလည်းကတရုတ်ထိုင်းရုရှားနဲ့အိန္ဒိယအကူအညီနဲ့ရွေးကောက်ပွဲကျင်းပပြင်ဆင်နေပြီးအပိုင်းလိုက်ဖြတ်လိုက်ကျင်းပကအချိုးကျကိုစားပြုစနစ်ပြာကိုကျင့်သုံးမယ်လို့စစ်ကောင်စီကပြောဆိုထားပါတယ်။နောက်ဆက်အပေးကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်